ထိုလူ၏မျက်လုံးထဲသို့ရုတ်တရက်ပြင်းထန်သောနာကျင်မှုတစ်ခုဖြစ်ပြေးသွားသည်သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါနွားတစ်ကောင်၏ပိုက်ထဲတွင်ယတနာတစ်မျိုးဝတ်ထားသည်ကိုမြင်လိုက်ရသည်ထို့ကြောင့်သူသည်နွားပိုင်ရှင်ထံသို့အမြန်သွားကထိုနွားကို$9ဖြင့်ချက်ချင်းဝယ်ယူလိုက်သည်ပြီးနောက်နွားကိုအိမ်သို့ခေါ်လာပြီးပိုက်ထဲမှယတနာကိုထုတ်ယူလိုက်သည်ထိုယတနာကိုရောင်းရန်ဆိုင်တစ်ဆိုင်သို့သွားသည့်အခါပိုင်ရှင်ကလင်းသည်အရေးသွေးမြင့်မားသည့်ဘေဇော်တိရစ္ဆာန်များ၏ခန္ဓာကိုယ်တွင်မှထွက်သည့်ဆေးဖက်ဝင်ကြောက်ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားသည်သို့သောဆိုင်ရှင်က$9သာပေးဝယ်မည်ဟုပြောသည်ထိုလူကငွေပမာဏကိုကြားသောအခါချက်ချင်းပင်ငင်းပယ်လိုက်သည်သူကဒီဘေဇော်ကအနည်းဆုံး$10တန်တယ်ဟုပြောလိုက်သောအခါဆိုင်ရှင်မှာသူသည်ကျွမ်းကျင်သူတစ်ယောက်ဖြစ်မှန်းသိလိုက်ရသဖြင့်မဖြစ်မနေ$10ပေး၍ဝယ်ယူလိုက်ရသည်ထိုလူကရလာသည့်ငွေကိုပျော်ရွှင်စွာရေတွက်နေစဉ်မှာပင်အမျိုးသမီးတစ်ထေးတဦးဆိုင်သို့ရောက်လာသည်သူမသည်အလွန်ဖျားနာနေသည့်သူမ၏အဖိုးကိုကုသရန်အရေးသွေးမြင့်ကနမာလူစီဒန်တရုတ်ဆေးမြစ်ကိုဝယ်ယူလိုခြင်းဖြစ်သည်သို့သောထိုဆေးမြစ်မှာဆိုင်ရှင်၏ဆိုင်ကိုအဓိကထိန်းထားသည့်အဖိုးတန်ပစ္စည်းဖြစ်သဖြင့်မရောင်းလိုပေထို့ကြောင့်ဆိုင်ရှင်ကဆိုင်တွင်မရှိဟုလိမ်ပြောလိုက်သည်အမျိုးသမီးသူထေးကဆိုင်ရှင်၏လှည့်ကွက်ကိုရိပ်မိသွားသည်သူမက$1တန်းအထိပေးမည်ဟုကမ်းလှမ်းတော်လဲဆိုင်ရှင်ကဆက်လက်ညှင်းဆန်နေသည်ထိုအခြေအနေကိုမြင်သောအခါထိုလူသည်ထိုသူထေးမနှင့်ယဉ်နီးမှုရယူရန်အခွင့်ကောင်းဟုယူဆကသူ၏အမြင်စွမ်းရည် perspectivability ကိုအသုံးပြုလိုက်သည်သူသည်ဆိုင်စင်ပေါ်တွင်ဝတ်ထားသည့်ကနမာလူစီဒန်ကိုချက်ချင်းရှာတွေ့သွားပြီးအမျိုးသမီးသူထေးထံယူသွားပေးလိုက်သည်ဆိုင်ရှင်မှလည်းသူ၏လှည့်ကွက်ပေါ်သွားသဖြင့်မလွဲတာမရှောင်သာ$1တန်းဖြင့်ရောင်းချပေးလိုက်ရသည်အမျိုးသမီးသူထေးသည်ထိုလူတွင်ထူးခြားသောစွမ်းရည်များရှိသည်ကိုသတိပြုမိသွားပြီးသူမ၏အဖိုးကိုကုသပေးရန်$900ပေး၍အကူအညီတောင်းသည်ထိုလူသည်ဝမ်းသာအားရဖြစ်သွားကသူမ၏ဇိမ်ခံကားပေါ်သို့ချက်ချင်းတက်လိုက်သွားသည်အမျိုးသမီးသူထေး၏အိမ်သို့ရောက်သောအခါသူသည်အမြင်စွမ်းရည်ကိုအသုံးပြု၍ကြည့်လိုက်ရာအဖိုးအိုမှာဖျားနာနေခြင်းမဟုတ်ဘဲခန္ဓာကိုယ်ထဲတွင်အဆိပ်တောက်များပြားနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်ယခင်ကကုသပေးခဲ့သည့်ဆရာဝန်တဦးကအဖိုးအိုကိုတေခါနီးဖြစ်သည်ဟုမှားယွင်းယူဆကဆေးများတိုက်ကျွေးထားခြင်းဖြစ်သည်ထိုလူသည်အဖိုးအိုကိုအသေးချာကြည့်လိုက်သည့်အခါခေါင်းပေါ်တွင်တက်တန်းကုန်ဆုံးချိန် life countdown ကိုမြင်လိုက်ရသည်အဖိုးအိုတည်တော့မယ်ဟုသူကပြောလိုက်သောအခါအားလုံးကသူ့ကိုအဖိုးအိုအားကျိန်ဆဲနေသည်ဟုထင်မှတ်ပြီးဒေါသထွက်ကြသည်ထိုစဉ်မှာပင်အဖိုးအို၏အခြေအနေမှာအလွန်ဆိုးရွားလာသည်ထိုလူသည်ဘေးမှလူများတားဆီးနေသည့်ကြားမှာပင်အဖိုးအို၏ခန္ဓာကိုယ်ရှိအက်ဆိုက်မတ်များကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်လိုက်ပြီးအမြန်ပင်ကုသပေးလိုက်သည်လူတိုင်းကသူဟန်ဆောင်နေသည်ဟုထင်ခဲ့ကြတော့လဲနောက်တစ်စက္ကန့်တွင်အဖိုးအိုမှာတတိပြန်ဝင်လာသည်ထိုအခါယခင်ကမှားယွင်းကုသခဲ့သည့်ဆရာဝန်မှအပြစ်ပေးခံရမည့်အခြေအနေသို့ရောက်သွားထားသည်နောက်ပိုင်းတွင်အဖိုးအိုကသူ့ကိုကျေးဇူးတင်သောအဖြစ်ငွေကြေးအမြောက်အများယူလာစေရန်အမျိုးသမီးတစ်ထေးကိုမှာကြားခဲ့သည်ထိုငွေပမာဏကိုမြင်လိုက်ရသောအခါထိုလူမှာအံ့အားသင့်သွားပြီးတခဏချင်းတွင်မှပင်တစ်ထေးကြီးတဦးဖြစ်လာခဲ့တော်သည်